Hello ငါကြိုက်ခင်ဖွဲ့อ่ะဒီနေ့ချက်မှာတော့ငမွေတိုးစီချင်ကြံလေးဖြစ်ပါတယ်ငမွေတိုးကအကျိုးမှာအသားမာတဲ့အတွက်ကြောင့်မို့လို့သူကလုံးချက်ပဲချက်မှာပေါ့နော်စီသက်ချက်လို့မရဘူးဒါကြောင့်မလို့စက်တော်အဖြူရဲ့အနီရဲ့ချင်းရဲ့စီရဲ့ရုပ်သီးစိမ့်မှုန့်ရဲ့ရေရဲ့ကိုတခါလေးထည့်ပြီးတော့တင်မှာဖြစ်ပါတယ်ကဲအခုလိုမျိုးလုံးချက်လေးချက်တဲ့အခါမှာသူ့အသားလေးတွေကွဲသွားတဲ့အထိကိုချက်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ရင်းနှီးလေးထပ်ပြီးတော့ထည့်လိုက်ပါတယ်ငါချက်တဲ့ခါမှာမှွေတာထက်ဦးလှုပ်လှုပ်ပြီးတော့ချက်တာကပို့ပြီးတော့အဆင်ပြေစေပေါ့နော်ငါသားမကြည့်ဘူးပေါ့အခုကငါသားလေးနူးပြီဆိုတော့မှမကြီးရေထည့်ပါတယ်ရတာမှုန်နဲ့ငံပြားရည်လေးခတ်ပါတယ်ညိုလေးစိမ်းရဲ့ရှမ်းနန်းလေးရဲ့ပါအပေါ်ကနေအုပ်လိုက်ပါတယ်မိုးရောင်လို့ပေါ့နော်မဆလာနဲ့ကြိုက်တယ်ဆိုလို့ရှိရင်တော့အပေါ်ကနေမဆလာထပ်အုပ်လိုက်ရပါတယ်ကျမအခုတော့မဆလာမအုပ်တာဘူးပေါ့နော်စီကြင်ကြံလေးစားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုနေထားနေတိုင်းပဲချလိုက်ပါပြီရှင်။ကဲစားကြပါအောင်။